မရဘူးအားလုံးပဲမင်္ဂလာပါခင်ဗျအခုကျွန်တော်ရောက်ရှိနေတာကတော့ကျွန်တော်တို့မင်းမော်ကုမ္ပဏီကတင်သွင်းဖြန့်ချီတဲ့စပားရွက်ချက်ပေါင်းသက်စီစမ်းသက်ဖြန်းထားတဲ့တောင်သူရဲ့စပားကင်းတွေကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ခင်ဗျဦးလေးမင်္ဂလာပါဦးလေးနာမည်လေးချက်လောက်မိတ်ဆက်ပေးပါဦးကျွန်တော်နာမည်ကဦးအောင်တွင်ခေါ်ပါတယ်ဦးအောင်တွင်ချောင်းစုံမြို့နယ်ကညော်ရွာကချောင်းစုံမြို့နယ်ကညော်ရွာမှာနေတယ်ဟုတ်ကဲ့ဦးလေးကကျွန်တော်တို့မင်းမော်ကုမ္ပဏီကဒီတင်သွင်းဖြန့်ချီတဲ့စပားရွက်ချက်ပေါင်းသက်စီဒါ All Star နဲ့All Star နဲ့ Gora နဲ့ကိုဖြန်းထားတယ်နော်ဖြန်းထားတယ်ဆိုတော့ဘာကြောင့်ဘာမြက်တွေပေါက်လို့ဖြန်းထားလဲမသိဘူးလေစပားကင်းထဲမှာလေဖော်မြက်ရယ်ဖော်မြက်တွေပေါက်တယ်နေစာမြက်ရယ်နေစာမြက်ပေါက်တယ်နောက်စစ်နဲ့ကစစ်နဲ့ဟုတ်ကဲ့ဦးလေးတို့ခေါ်တာဘယ်လိုလဲဂျပန်မြက်လားဂျပန်မြက်လည်းခေါ်တယ်ဂျပန်မြက်လည်းခေါ်တယ်မြက်ကျိန်လို့လည်းခေါ်တယ်နောက်ပြီးတော့ဝေယုံမြက်လို့လည်းခေါ်တယ်မြက်တွေပေါက်တယ်ဟုတ်တယ်နောက်ပြီးတော့ဘာမြက်တွေပေါက်သေးလဲမသိဘူးလေနောက်ဒီမှာပဲပင်တွေပဲပင်တွေပေါက်တယ်ပဲပင်တွေပေါက်တယ်အဲ့ဒါဖြစ်တဲ့အတွက်ကိုဦးလေးကကျွန်တော်တို့ဒီအော်စတာနဲ့ဟုတ်ကဲ့ဂိုဒါကိုရောပြီးတော့ဖြန်းတယ်ဦးလေးကလေနှုံးသားကဘယ်လိုဖြန်းထားလဲမသိဘူး16လီတာဘုံတစ်ဘုံဘယ်လောက်တော့ထည့်တာမသိဘူးဒီထဲကအော်စတာတစ်ထုပ်ဟုတ်ကဲ့အော်စတာတစ်ထုပ်တဘုံဟုတ်ကဲ့စဖောက်ရဲ့ဒီကောင်ကဂိုဒါကဟိုငါးစုံပြီးတော့ကျတော့ကျွန်တော်တို့ဒီရထွက်တဲ့ fit ဒီမိုးရသည်ဖြစ်တဲ့အတွက်မိုးရသည်ဖြစ်တဲ့အတွက်ဒီ fit ကိုတစုံfit ကကြတော့ဒီကျွန်တော်တို့မင်းမော်ကုမ္ပဏီကထွက်တဲ့ဒီစက္ကန့်ပိုင်းတွင်အပင်ထဲကိုထိုးပေါက်စိတ်ဝင်နိုင်တဲ့ဒီကော်ရီပေါ့နော်ကက်ဆေးလေးကိုထည့်ထားတယ်ဟုတ်ကဲ့ထည့်ထားတယ်ဦးလေးဒီစပားပင်ဘယ်နည်းသားမှာစဖြန်းလဲမသိဘူးဗျရက်20ရက်20 25ရက်သားပတ်ဝန်းကျင်ပေါ့နော်စပားပင်အပင်ပေါက်ပြီးတော့ဖြန်းပေါ့ဟုတ်ကဲ့ဖြန်းတယ်ဖြန်းပြီးတော့ဦးလေးဒီဖြန်းပြီးတော့ဒါဘယ်နည်းသားလောက်ဆိုဟိုပေါင်းမင်းနေစသေးတာကိုတွေ့ရလဲမသိဘူးလေ3ရက်4ရက်လောက်မှစသိရစသိရပြီပေါင်းမင်းနေစသေးရတော့သိရပြီဦးလေးကဒီဆိုရင်စပားပင်နေထိခိုက်နာကျင်တာတွေပါရှိလားအဲ့ချိန်မရှိဘူးเนาะလုံးဝမရှိဘူးအဲ့ဒါဆိုရင်ဟိုမြက်တွေအခင်းလုံးပေါ့အခင်းလုံးပေါ့တေတာကိုကြတော့ဘယ်နည်းလောက်နေတော့သိရလဲမသိဘူးဖြန်းပြီးတော့ဘယ်နည်းနေတော့သိရလဲစပား10ရက်တော့အကုန်သိတယ်ရောစပားသိသွားတယ်သိသွားပြီနောက်ပြီးတော့ဦးလေးဟိုစပားပင်ထိခိုက်နာကျင်မှုတွေရှိလားမရှိဘူးเนาะစပားပင်ထိခိုက်နာကျင်မှုလုံးဝမရှိဘူးဟုတ်ကဲ့ဒါအခုလို့ဖြေပေးတာကျေးဇူးတင်တယ်ဒါဦးလေးလို့ဒီလိုဒီမှာစပား6ကျဲတောင်သူတွေပေါ့ဒီအခင်းထဲမှာလည်းမြက်တွေအများကြီးပေါက်နေတယ်အဲ့တောင်သူတွေအတွက်ဦးလေးဒီအကြံပြုစကားလေးကျွန်တော်တို့ပြောပေးပါအောင်ဒါမဲ့အခုကျွန်တော်တို့တောင်သူလေသမားတွေဟုတ်ဈေးလေးတက်တာရအောင်ဟုတ်ကဲ့မြက်လေးတေးအောင်ဟုတ်ကဲ့ဒီအချောက်ကျဲတဲ့ကျဲကင်းတိုင်းလူတွေမြက်တက်လို့ရှိရင်အော်စတာနဲ့ဟုတ်ကဲ့ဒီဂိုဒါကိုဟုတ်ကဲ့ရဲကော်ရီရဲမျိုးဖက်ပြီးတော့ဖြန်းကြပါလို့အားပေးပါတယ်ဟုတ်ကဲ့နိုးလေနိုးစောပါတယ်ဟုတ်ကဲ့ပါအားလုံးကိုပဲဟုတ်တယ်เนาะအစီပြေတယ်เนาะဦးလေးနေနဲ့လည်းစိတ်ကျဉ်းမှုလည်းရှိတယ်ပေါ့เนาะဟုတ်ကဲ့စိတ်ကျဉ်းမှုလည်းရှိတယ်အကောင်းလည်းသမားလေးစမ်းကြည့်ပါဟုတ်ကဲ့ကောင်းစေရမယ်ဟုတ်ကဲ့အကောင်းစေရမယ်เนาะစဘာပြေထိခိုက်နာကျင်မှုလည်းမရှိဘူးဦးလေးတို့စဘာကင်းထဲမှာပေါက်နေတယ်မျက်စုံလည်းသေးတယ်เนาะတောင်သူနေနဲ့လည်းစိတ်ကျဉ်းမှုရှိတဲ့အတွက်ကျွန်တော်တို့မင်းမော်ကုမ္ပဏီကထွက်တဲ့ဒီ All Star နဲ့ Gora ပေါ့เนาะပြီးလို့ရှိရင်မိုးရသည်ဖြစ်တဲ့အတွက်ဒီဟိုပေါ့ပေါင်းသိန်းနှုံးလည်းကောင်းအောင်ပေါင်းသက်စေးရဲ့အာနိသင်ကိုလည်းကောင်းအောင်ကော်ရီ fit မင်းမော်ထွက်တဲ့ကော်ရီ fit ပါကျွန်တော်တို့ထည့်ပြီးတော့ဖြန်းပေးကြပါလို့ပြောချင်ရင်လည်းနီးကုန်းချုပ်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ